ကျောင်းပို့တယ်စာသင်မယ်တဲ့အဲ့ဒါနဲ့သူဘုန်းကြီးစီရောက်သွားဥတော်မိဒကျောင်းသူရွာဦးကျောင်းဘုန်းကြီးစီမှာဘုန်းကြီးကျောင်းသားလေးသွားလို့အဲ့ဒီဘုန်းကြီးကျောင်းသားလေးသွားလို့တဲ့အခါကျတော့လေမလိမ့်တတ်ဘူးဗျာ तू ကမညာတတ်ဘူးမညာတတ်တော့ तू ကဘုန်းကြီးကိုသွားမေးတယ်အရှင်ဘုရားတဲ့တရားရုံးနေမှာတဲ့အပြစ်ရှိတဲ့တရားခံဟိုတဲ့တရားသူကြီးကတည်တံပေးပါတယ်တဲ့အဲ့ဒါလို့ဆိုရင်အဲ့ဒီတရားသူကြီးဟာတဲ့သူ့ရောအပြစ်ရှိလားတဲ့သူငရဲကြနိုင်လားတဲ့နော်သူမေးတဲ့မေကွန်းကလူငယ်တွေတော့မစင်းစားတဲ့မေကွန်းမှာသူဘုန်းကြီးကျောင်းသားဘက်မှာအဲ့ဒါတွေသူရှောက်မေးတယ်ဘုန်းကြီးဆိုတာတရွာလုံးမှာကြောက်ရတယ်လေးစားရတယ်အဲ့တော့တရက်မှာတော့ဥပုပ်ရဲ့ဖြစ်ကျောင်းကမတက်ရကျောင်းမတက်ရတဲ့အခါကျတော့ဘုန်းကြီးကအလုပ်လည်းမရှိဘူးအားနေတယ်အဲ့တော့မင်းတို့အိတ်ကြတဲ့အဲ့တော့ကျောင်းသားတွေပြောတယ်မင်းတို့မအိတ်ချင်ဘူးလားတဲ့ဘုန်းကြီးကျောင်းသားအားလုံးကလည်းတခါတည်းဘုန်းကြီးကြိုက်လိုက်ပြောတာပေါ့အိတ်ချင်ပါတယ်ဗျာဆိုဘုကျောင်းအောင်ကခတ်တီတီပဲအားမြုံကြည့်တယ်ဘုန်းကြီးကရိမ့်ပြီးဟဲ့အောင်ဆန်းနဲ့မင်းရောတဲ့မိတ်ချင်ပါဘူးဗျာဘုန်းကြီးလည်းမကြောက်ဘူး तू မှန်တယ်တင်ပြောတယ်အဲ့ဒါလို့မှန်တာကိုပြောရတဲ့တတ္တိမလိမ်မညာမနဲ့ပြောရတဲ့တတ္တိဟာဘုံကျုပ်ငဲငယ်တည်းကရှိတာအဲ့တော့ဘုံကျုပ်နှစ်တရားပြည့်သွားတယ်ဘုံကျုပ်ကိုကျွန်တော်တို့ကသူ့အကြောင်းတွေပြောတယ်သူ့ကိုတန်တသတိရတယ်ဆိုတာတမင်သက်သက်ကျွန်တော်တို့သတိရနေတာလားတန်တနေတာလားမဟုတ်ပါဘူးကျွန်တော်တို့ရင်ထဲမှာရှိလို့ပါကျွန်တော်တို့ရင်ထဲမှာမရှိရင်ကြားပေါ့ပျောက်တာရင်ထဲမှာရှိလို့နှစ်တရားခန္ဓာကျွန်တော်တို့နှလုံးသားထဲမှာဘိုလ်ချုပ်အမြဲရှိတယ်အဲ့တော့ဘာဖြစ်လို့ရှိရတယ်လဲဆိုတဲ့နောက်မေးခွန်းကျွန်တော်တို့ကသူများပြောတိုင်းမယုံပါနဲ့လက်မခံပါနဲ့အဲ့ဒီမေးခွန်းတွေကိုကျွန်တော်တို့နားထောင်အောင်ပြီးကမှကျွန်တော်တို့ကယုံသိမှယုံပါအဲ့တော့သူ့ကိုဘာဖြစ်လို့ကျွန်တော်တို့ချစ်ရတယ်လဲဘာဖြစ်လို့ကျွန်တော်တို့လွမ်းရတယ်လဲသူ့ကိုဘာကြောင့်ချစ်ခင်ရတယ်လဲဆိုတာလေးကိုကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့သိဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုံကျုပ်ကသူ့ရဲ့နံပါတ်1ချက်ရိုးကုံကြောင့်ပါရိုးသားဖြောင့်မတ်တဲ့မလိမ်ဘူးမညာဘူးတတ္တိရှိတယ်အဲ့ဒီစိတ်ကြောင့်ကျွန်တော်တို့ကအခုချိန်ဒီသတိရခြင်းပါဘုံကျုပ်တတ္တိရှိတာတော့အားလုံးသိပြီးဖြစ်မှာပါလက်ယုံရည်အနေနဲ့သူလွတ်လပ်ရေးရဖို့ကြိုးစားခဲ့အဲ့လိုကြိုးစားခဲ့တဲ့အခါမှာသူဘာဖြစ်လို့ဒီလိုဖြစ်လာလဲဆိုတော့ညစဉ်သူ့ဘွားကသူ့အိယာဝင်ပုံရင်ပြောတယ်ပုံရင်ပြောတဲ့အခါကျတော့သူ့ဘွားကသူ့အဘိုးပုံမင်းအောင်ရဲ့အကြောင်းကိုပြောတယ်သူ့အဘိုးပုံမင်းအောင်ဆိုတာကျွန်တော်တို့မြမသမိုင်းမှာထင်ရှားတဲ့နယ်ချက်စန့်ကျင်ရေးတော်လှန်ရေးခေါင်းဆောင်ဖြစ်တယ်အဲ့ဒီချိန်အင်္ဂလိပ်အစိုးရအုပ်ချုပ်နေတဲ့အချိန်အင်္ဂလိပ်အစိုးရကိုမကျေနပ်လို့သူ့ကြုံဘဝလွတ်မြောက်အောင်ဘုံမင်းအောင်ကတိုက်ပွဲဝင်ခဲ့အဲ့ဒါလို့တိုက်ပွဲဝင်ခဲ့တဲ့အတွက်အင်္ဂလိပ်အစိုးရသူ့ကိုတောင်းနှင်းပြီးတော့လိုက်လံနှိမ်နှင်းတဲ့အတွက်နောက်ဆုံးမှမိသွားတဲ့အချိန်မှာနောင်ကိုသူ့လိုမလုပ်ရဲအောင်ကြောက်လန့်သွားအောင်ဆိုလေဘေးကိုဖြတ်ပြီးတော့အများပြည်သူကိုပြထားတယ်အဲ့ဒီအကြောင်းအရာလေးကိုသူ့အဖွားကပြောပြတော့သူ့စိတ်ထဲမှာအဲ့ဒီကမှတ်မှတ်ရနယ်ချက်တွေကိုအဲ့ဒီကနာကြည့်သွားတယ်အဲ့တော့ငါနယ်ချက်လေးယောက်ကလွတ်မြောက်အောင်သူ့ကြုံဘဝလွတ်မြောက်ငါကြည့်လိုက်ရင်လုပ်မယ်အဲ့ဒီစိတ်ဓာတ်ကိုငယ်ငယ်လေးရလိုက်ငယ်ရဆိုတဲ့အခါကျတော့သူဘာတွေးလဲဆိုတော့ဘိုလ်ချုပ်ကအဲ့အသက်အရွယ်မှာစာရီဖတ်နေစာမျိုးစုံဖတ်နေတော့သူဘာတွေးလဲဆိုတော့အဲ့ဒီကောင်တွေကိုသွားတိုက်ဖို့အတွက်ငါတို့မှဘာမှမရှိဘူးအဲ့တော့အခုနေခါများဗရရှင်လုံးရှိရင်ကောင်းပါပဲဗရရှင်လုံးလေးကိုတခါလဲပုတ်ပြီးတော့အကြလောင်းဆိုတော့တခါလဲဆိုအင်္ဂလိပ်တွေထွက်ပြေးသေးပေါ့ခလေးတွေးတာ
အကြလောင်းလက်နဲ့တည်းရသည်ဆိုတော့ပရရှင်လုံးနဲ့အင်္ဂလိပ်တွေတော်လန်မှုသူခလေးပြီးစိတ်ကူးရင်ခဲ့ဘူးတဲ့သူ့အရွယ်လေးမှာစဉ်းစားကြည့်ဒီလိုမျိုးစိတ်ကူးရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါမှနဲ့သူငယ်ငယ်လေးမှာအဲ့လိုစိတ်ကူးမျိုးရခဲ့တဲ့အတွက်သူ့စိတ်ထဲမှာစေလီတောက်ဖို့တို့မွေးစေဝါသုံးဆွဲဖို့တို့ခေါင်းထဲကိုလုံးဝမဝင်ဘူးမွေးစေဝါသုံးဖို့တို့တခြားကိစ္စတွေစဉ်းစားတာသူအချိန်နေပူတယ်လုံးစရာမရှိဘူးအပေါင်းအသင်းမှားပြီးတော့ရောက်သွားတာဒါကြောင့်ဘိုလ်ချုပ်ကအပေါင်းအသင်းလည်းဟုတ်တိပတ်တွေမရှိဘာပဲလုပ်လဲဆိုတော့တစ်ချိန်လုံးစာဖတ်သူ့ရဲ့စတိုင်ပြောပြအောင်မျက်နှာရရှူတူတူဘယ်တော့မှမပြုံးပြီးတော့စပင်းကိုသူကသူကရုံးတော့ဇိုင်းနဲ့ရှည်သွားတဲ့ခါကျလည်းမဖြူဖို့ရပါရပဲထားတယ်ရေနံကြောင်းအမျိုးသားအထက်တန်းကြောင်းရောက်တော့အဲ့ဒီခေတ်ကအိုးတယ်တွေဝစ်နေပြီဘိုလ်ချုပ်ကခြီတယ်ပဲဝစ်တယ်မစိုးတူတူဝစ်တယ်တခါတရံမှာခုံပနတ်စီးတယ်တိုက်ပုံအင်ကြီးအမြဲတမ်းဝစ်တယ်လမ်းလျှောက်လို့ရှိရင်အောက်ကိုခေါင်းငုံပြီးတော့ရှောက်သွားလေရှိတယ်ကျွန်တော်မှတ်မိသေးတယ်ကိုရန်ကျောင်းသားဘဝမှာဘိုလ်ချုပ်အထုပ်ပတ်တီဖတ်ပြီးတော့ဘိုလ်ချုပ်လိုယူတာသူ့လိုပဲကျွန်တော်လည်းအဲ့ချိန်မှာစာတော်တော်ဖတ်ပါစာတွေတအားဖတ်ပြီးတော့ဘိုလ်ချုပ်အထုပ်ပတ်တီဖတ်ပြီးကျွန်တော်လည်းယူတာပေါ့နော်ယူတော့ကျွန်တော်လမ်းလျှောက်ရင်အဲ့လိုပဲဘိုလ်ချုပ်ကအမြဲတမ်းခေါင်းငုံပြီးရှောက်လေးရှိတယ်အဲကျွန်တော်လည်းခေါင်းငုံပြီးရှောက်လေးရှိတယ်ဒါမှမဟုတ်ကျွန်တော်တကယ်ချင်းတာကျွန်တော်ဘိုလ်ချုပ်လို့မထင်ဘူးခေါင်းငုံပြီးရှောက်တဲ့အတွက်ကျွန်တော်ဘလို့ကမွန်းတက်လဲဆိုတော့ဖုံကြီးတဲ့စိုးခံသွားရင်ခေါင်းငုံပြီးရှောက်တဲ့အတွက်သူတို့ကဒါကိုမြင်ပြီးတော့ဘိုလ်ချုပ်အောင်ဆန်းရှောက်တာဟိုသူမမြင်မဲနဲ့ကျွန်တော်ခေါင်းငုံရှောက်တာတော့ကျွန်တော်ဖုံကြီးဆိုတော့ကိုရန်ကျောင်းသားဘွားကျွန်တော်အဲ့ဒီ nickname ပေါ့နော်ဖုံကြီးဆိုနာမည်နဲ့တွင်ခဲ့သေးတယ်အဲ့တော့ကျွန်တော်တို့ကာလတုန်းကဘိုလ်ချုပ်အောင်ဆန်းကျောင်းကိုအဲ့ဒါလိုရွတ်သွတ်ခဲ့ဘူးတဲ့နောက်တစ်ခုအဲ့ဒီကာလလေးမှာကျွန်တော်တို့တွေကဟောပြောပွဲတွေစကားရည်လူပွဲတွေဘိုလ်ချုပ်မွေးနေ့တွေလွတ်လပ်ရေးနေ့တွေကြာကျွန်တော်တို့ကအခမ်းအနားတွေလုပ်ရတယ်အာဇာနည်နေ့အခမ်းအနားလွတ်လပ်ရေးနေ့အခမ်းအနားပြည်တော်စုနေ့အခမ်းအနားဒီတော့ဘယ်ဘာမှမရှိတော့ဘာဖြစ်လို့လဲဆိုတော့တမိုင်းကိုဖျောက်ချင်တဲ့လူတစုကြောင့်ဒါတွေကိုမိမ့်မိန်သေးသိမ်အောင်လုပ်ပလိုက်လုံးဝမရှိတော့အဲ့တော့ဘိုလ်ချုပ်အကြောင်းကိုပြန်တန်းထားတဲ့အခါမှာသူ့ရဲ့ရိုးကုန်ကိုကျွန်တော်တို့ကတန်ဖိုးထားတယ်မဟုတ်မကန်စိတ်ဓာတ်သူ့ရဲ့တတ္တိကိုတန်ဖိုးထားတယ်သူတအားစာဖတ်ပြီးတော့အဲ့ဒီသူဖတ်တဲ့စာအုပ်တွေကအရမ်းပဲနိုင်ငံရေးစာအုပ်တွေသူဖတ်တယ်အဲ့ဒါလို့ဖတ်ပေမဲ့အတန်းတိုင်းမှာစာတော်တယ်အဲ့ဒီထူးခြားချက်စကားလူငယ်တွေအတွက်တကယ်ကိုစံပြပဲစာတွေအခုကိဆိုလို့ရှိရင်အပြင်စာတွေမဖတ်နဲ့စာမွေးပြီးမှဖတ်ဆယ်နှအောင်ပြီးမှဖတ်ဘိုလ်ချုပ်ကအပြင်စာကိုအဲ့ဒီတည်းကဖတ်ပြီးတော့စာမိုးဝဲတိုင်းမှာထူးကျွန်းတယ်ခုနှစ်တန်းစကောလာရှိရတယ်ဗမာပြည်မှာအတော်ဆုံးလူတွေကိုပေးတဲ့ဦးစိန်ကိုရွှေတသိန်းစုရတယ်ဘလောက်တောင်တော်လဲဘလောက်တောင်ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီဘုံကျုပ်တော်လို့သူလျှော်တာတွေရောမရှိဘူးလားမင်းသူလျှော်တာတွေလည်းရှိပါတယ်ဆရာဇာကနာမနေ့ကပြောတယ်ကလေးဘွားမှာပြောတယ်သူဘုံကျုပ်ရုပ်ရှင်ကိုရိုက်တယ်ရိုက်တဲ့အခါဇာညွှန်းရေးတယ်အမေရိကန်ဟောလိဝုဒ်ကဒါရိုက်တာကိုသတ်ပြတော့ဒါရိုက်တာသူ့ဇာညွှန်းကိုဖတ်ကြည့်ဟင်းနဲ့မင်းတို့ဘုံကျုပ်ကနတ်တွေဝါလားတဲ့အကုန်လုံးအမွှန်းတင်ပြီးအကောင်းတွေကြီးပဲလှုပ်ထားတာလူဆိုတာအဲ့လိုမရှိဘူးချိုးရင်းချက်အားနေချက်ရှိရမယ်ကောင်းကွက်ရှိရအဲ့တော့မှသူတို့ဒါကိုမြင်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာငယ်ငယ်တော့သူ့ချိုးရင်းချက်ကလေးတစ်ခုပေါ့အရန်ရှက်တတ်တယ်တနေ့ကျတော့ရင်ညာညောင်းကိုသွားတယ်ရင်ညာညောင်းကိုသွားရင်လည်းမကွေးအိမ်တအိမ်မှာဝင်ပြီးတော့တဲခိုတယ်အဲ့ဒီမကွေးရဲ့အိမ်ကမိန်းကလေးအပြူရှိတယ်အဲ့ဒီမိန်းကလေးအပြူရှိတဲ့အတွက်တနေ့လုံးသေးမပေါက်ဘူးရှက်လို့ဘယ်တော့မှပေါက်လဲဆို
ညာအဲ့ရဝင်မှာရှူပေါက်ချလိုက်အဲ့တော့အဲ့မှာခုနပြောသလို तू တနေ့လုံးမပေါက်တော့ည तू လွတ်လွတ်လပ်လပ်ရှိတဲ့အချိန်ကျပေါက်ချသူ့ရဲ့ biography ဖတ်တာ9နှစ်6နှစ်အထိသေးပေါက်တုံးလို့ပြောအဲ့တော့ဒီလိုလေးတွေပေါ့နော်အားနဲ့ချက်ကလေးတွေနောက်တစ်ခုကဘိုးချုပ်ကစကားပြောတာဘူးကလန်ကြဘသူ့မှာတိတ်ကြီးမဆိုင်ဘူး तू မှနဲ့တင်အကုန်ပြောတယ်အဲ့တော့ဒီဘက်ပိုင်းမှာတက္ကသိုလ်ပိုင်းရောက်လာတက္ကသိုလ်ပိုင်းရောက်တဲ့အခါကျတော့တစ်ချိန်မှာ तू အင်္ဂလိပ်တွေစီကလွတ်လပ်ရေးကိုနင်လန်းလာတာတောင်းရတော့ဟိုကောင်เนี่ยအင်္ဂလိပ်လေဗမာလုံးငါလွတ်လပ်ရေးပေးမပေးတော့မင်းတို့အတိပဲသွားပြောရင်အင်္ဂလိပ်တွေကကြည့်ပြီးတော့ရီးနေမှာပေါ့ဒီကောင်ယူပြီးဘာတွေလာပြောမှလည်းမသိဘူးဖြစ်နေမှာ तू ဗမာလိုပြောတော့ကောက်နားမလဲဘူးလေအဲ့တော့ဒီကောင်တွေကိုနင်လန်းလာလား challenge လုပ်ပြီးတောင်းဖို့အတွက်အင်္ဂလိပ်စာနဲ့ပြောနိုင်ဆိုနိုင်မှရမယ်ဆိုတာကို तू သိတယ် तू သိတော့ကြိုးစားတယ်ကြိုးစားတဲ့တခါတော့ तू ကတခါလဲမိန်ကုန်းတွေကို तू တခါလဲသတင်းစာထဲမှာပါတဲ့မိန်ကုန်းတွေကို तू ကဖြတ်ညက်သိပြီးတော့တခါလဲပကိုးဆောင် तू နေတဲ့အခန်းမှာတခါလဲတကားပိတ်အလို့အကျယ်ကြီးဖတ်ဟန်နဲ့ပါနဲ့ TV မှာခုနလေဒီယိုမှာလာတဲ့သတင်းတွေကို तू ကဟန်နဲ့ပါနဲ့တခါလဲလုံတခါလဲပြောဆိုအဲ့လို तू ကလေ့ကျင့်နောက်တစ်ခါ diary ကို तू ကအင်္ဂလိပ်လိုရေးတယ်ဒီကြားထဲမှာ तू လေ့ကျင့်ခဲ့တာကျွန်တော်မသိတဲ့တစ်ချက်ရှိတယ်ညဆရာဇာကနာပြောမှသိ तू လေ့ကျင့်ခဲ့တာ၄နှစ်စလုံးတက္ကသိုလ်ကျောင်းကြီးရဲ့အထင်းကခွေးနဲ့အင်းရခံပတ်တဲ့အချိန်မှာအဲ့ဒီကျောင်းကြီးစီသွားပြီးတော့ तू ကအဲ့ဒီကျောင်းကြီးရဲ့ခွေးရင်းကိုသွားပြီးတော့ तू ကချင်းကပ်ပြီးတော့ तू နဲ့စကားပြောဖို့လုပ်ပြီးဆိုပြီးတော့ तू နဲ့အင်္ဂလိပ်လိုအပြန်အလှန်ပြောလေ့ကျင့်နေဆိုတာဆရာဇာကနာညပြောမှကျွန်တော်သိပြီးအံ့ဩတာဘယ်ဆောင်မှမပါသေးဘူးဘိုးချုပ်ကအဲ့လိုလေ့ကျင့်ခဲ့တဲ့အတွက် तू ကအင်္ဂလိပ်စာကောင်းအင်္ဂလိပ်စာကောင်းတော့နင်လန်းလာပြောပြီးတော့ရယူနေတယ်ဒါကျွန်တော်တို့လူငယ်တွေအတူယူဖို့တစ်ချက်ပဲအင်္ဂလိပ်စာတတ်မှကဘာပတ်လို့ရအင်္ဂလိပ်စာမတတ်လို့ရှိရင်ထမင်းငတ်သွားနိုင်တဲ့အခြေအနေတစ်ခုတောင်မှရောက်လာနိုင်တဲ့အနေအထားရှိလာတယ်အခုပဲအင်္ဂလိပ်စာမတတ်လို့ရှိရင်လက်ကကောင်းကောင်းမရတဲ့အနေအထားမျိုးတွေဖြစ်လာဒါကြောင့်မလို့အခုချိန်ကစပြီးတော့လူငယ်တွေအင်္ဂလိပ်စာကိုဘုံကျုပ်ကဲ့သို့အထုတ်ကြိုးစားမယ်ဆိုလို့ရှိရင်တစ်ချိန်မှာနိုင်ငံကောင်းဆောင်ဖြစ်လာမယ်တိုင်းပြည်ပြည်လွတ်တော်တွေမှာကိုယ်စားလှယ်တွေဖြစ်လာမယ်တကယ်မြို့နယ်ခရိုင်တိုင်းတွေမှာအုပ်ချုပ်သူတွေဖြစ်လာမယ်ဆိုရင်ဘာလို့ပြောနေမှလည်းမသိဘူးအင်္ဂလိပ်လိုတတ်တာမဟုတ်ပညာလည်းဘာမှရှိတာမဟုတ်ဘူးတကယ်ကမ္ဘာခေါင်းဆောင်တွေနဲ့ပြောတဲ့အခါမှာအင်္ဂလိပ်လိုဟုတ်တိပတ်တိမပြောတတ်ဘူးဆိုကိုယ်ခေါင်းဆောင်ဝိုင်းဝေပန်တာပဲအဲ့တော့ကျွန်တော်တို့လူငယ်တွေကတစ်ချိန်မှာထိုပါရွာကလေးမျိုးရဲ့အုပ်ချုပ်သူတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါလေတစ်ချိန်မှာကျွန်တော်တို့နိုင်ငံကောင်းဆောင်မဖြစ်ဘူးလို့ဘယ်သူပြောမလဲပြောပါဦးတစ်ချိန်မှာထိုမာရွာသားတွေကကဘာကျော်ပုံကိုယ်တွေမဖြစ်ဘူးလို့ဘယ်သူပြောမလဲကဘာကျော်ဖြစ်တဲ့အခါမှာအဲ့ဒီကဘာနိုင်ငံအသီးသီးမှာရှိတဲ့လူမျိုးတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာဘယ်ဘာသာစကားနဲ့ပြောမလဲအဲ့လိုဆိုလို့ရှိရင်ဒီဘာသာသင်ဖို့အရေးမကြီးဘူးလားကြီးသလားဒီကနေ့ကစပြီးပြင်ဆင်ပါတော့ကြိုးစားပါဘိုလ်ချုပ်ကိုနမူနာယူပြီးတော့ဒီတစ်ချက်ကိုကျွန်တော်ပြောပြရစီဘိုလ်ချုပ်ကကြိုးစားအားထုတ်မှုဘိုလ်ချုပ်ကရိုးကိုဘိုလ်ချုပ်ရဲ့တတ္တိအဲ့ဒီအပြင်ဘိုလ်ချုပ်ရဲ့စွန့်လွတ်အနစ်နာခံမှုအခွင့်အရေးမယူမှုဘယ်လောက်ထိအခွင့်အရေးမယူလဲဆိုတော့ဘိုလ်ချုပ်ကတနေ့ကြတော့သူမိမဈေးပြန်လာကိုကြည့်တဲ့အခါကျတော့သူမိမဈေးချင်းတောင်းကိုသူ့ရဲဘော်လေးကဆွဲလာတာမြင်တော့သူစိတ်တူသွားတယ်အဲ့တော့သူမိမကိုလှမ်းသွားတယ်ကြီးတဲ့နောက်ကိုတဲ့ငါရဲဘော်တွေဈေးချင်းတောင်းမဆွဲခိုင်းနဲ့အဲ့ဒီရဲဘော်တွေစစ်တပ်တဲ့ဝင်လာတာတိုင်းပြည်ကိုကာကွယ်ဖို့ဝင်လာတာတဲ့ငါတို့အိမ်ကဈေးချင်းတောင်းဆွဲဖို့ဝင်လာတာမဟုတ်ဘူးတဲ့ဘယ်တော့မှမခိုင်းနဲ့ဘလောက်กว่าသွားတယ်ဘာกว่าမှန်းတော့မသိกว่าတော့กว่าနေပြီเนาะနောက်တစ်ခါဘ
ဘိုးကျော်အောင်စားတနေ့ကျတော့ဝင်းကြီးများရုံးအစည်းအဝေးသွားတက်သူကားစုပ်လေးတစ်စီးပေးထားတယ်သူကအစိုးရအဖွဲ့ခေါင်းဆောင်ဆိုတော့သူ့ကားစုပ်လေးတစ်စီးပေးထားတယ်အဲ့ဒီကားစုပ်ဆိုပေနဲ့အွန်တယ်ရောပါပဲသွားလို့ရလာလို့ရပါတနေ့ကျတော့အစည်းအဝေးကအရေးကြီးနေတဲ့အချိန်မှာအဲ့ဒီကဘွေပေါက်ပြီးတော့ဆက်နိုးလို့မရဘာလို့မှမသိသူ့အပါတော်မြဲဘိုးထွန်းလာတနေ့အောင်ဖုံးဆက်မလို့ဖုံးလဲကြရောဟင်းအောင်ထွန်းလာမင်းဘာလုပ်တာလဲငါသိတယ်တဲ့မင်းတဲအောင်စီကိုလှမ်းပြီးတော့ဖုံးဆက်ပြီးကားမှမလို့မလားတဲ့မလုပ်နဲ့အခုချိန်ခါမှာတဲ့ငါတို့ကကားကူညီတောင်းလိုက်ရင်10စီးဆိုလဲလာဖို့မယ်အစီး20ဆိုလဲလာဖို့မှာပဲတဲ့ငါတို့ရဲ့အရှိန်ဝါနဲ့ငါတို့နီးစပ်ချင်လို့မင်းတောင်းသမျှကားရည်အတွက်လာဖို့မှာပဲတဲ့အေးမင်းသူ့စီကအကူညီယူပြီးသွားရင်မင်းစီကအကူညီပြန်တော့ရင်မင်းပေးကိုပေးရတော့မယ်အဲ့တော့ငါမပေးနိုင်ဘူးတဲ့အဲ့တော့ငါတို့ကလည်းဘသူအကူညီမှမယူဘူးတဲ့ဟွာလိုက်တာနော်အင်ဂျင်လုံးဘာကွာမှန်းတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ဘုံကျုပ်တဲ့ဘယ်လိုလုပ်မလဲတဲ့ဟာဘယ်လိုလုပ်ရမလဲတဲ့ကားမရှိကုန်းချောင်းလျှောက်တာဟောတဲ့အဲ့ဒါနဲ့တာဝါလိန်အိမ်ကနေပြီးတော့ရဲဘော်သူ့ရဲ့အဘတော်မြတ်ဦးထွန်းလာနဲ့ကုန်းချောင်းလျှောက်တယ်ဗျာတာဝါလိန်ကနေအခုလက်ရှိမြေပရိသာကျွန်းပေါ့နော်မြေပရိသာကျွန်းကိုဖျက်တလိษံယုံနာပလက်ဖောင်းကိုဖျက်ပြီးရှောက်နေတော့မှကားတစ်စီးကနောက်ကနေထိုးရက်တယ်ဘုံကျိုးရဲ့အတိကားလန်ဒန်အဦးမောင်ဆိုတဲ့ရုပ်ရှင်လောကဒါရိုက်တာကြီးထုတ်လို့သူဒါရိုက်တာကြီးရဲ့ကားဖြစ်သူကဘိုထုံးလာကိုလှမ်းခေါ်ဟာဘိုထုံးလာဘယ်လိုဖြစ်တာလဲဗျာတဲ့ကျွန်တော်တို့နိုင်ငံကောင်းဆောင်ဘူကျုပ်ကလမ်းလျှောက်နေပါဟောလားတဲ့မသိတော့ဘူးထင်ပါတယ်ဗျာတဲ့အဲ့တော့ကျွန်တော်ကားနဲ့တက်ပါတဲ့ဟာတက်လို့မဖြစ်ဘူးဗျာဘိုကျုပ်ကဘသူကားမှမစီဘူးဘသူကူညီမှမတောင်းအောင်လို့ပြောထားတယ်ရမှမထင်ဘူးတဲ့မဟုတ်ပါဘူးဗျာတဲ့ကျွန်တော်ကခင်ဗျားတို့စီကအကူညီတောင်းမဲ့စီးပွားရှင်မဟုတ်ပါဘူးတဲ့ကျွန်တော်ကရုပ်ရှင်သမားပါတဲ့ဘိုလ်ချုပ်ကိုလေးစားကြည့်ညို့လို့ဒီလိုလမ်းလျှောက်တာမကြည့်ရလို့တမင်တက်တက်ကားနဲ့ပို့ချင်တာပါတဲ့ပို့တဲ့အခါလဲကျွန်တော်ကတမင်တက်တက်ကြည့်လမ်းကြောင်းမတူဘဲနဲ့ပို့တာမဟုတ်ပါဘူးတဲ့ကျွန်တော်သွားမှာပန်းစိုးတန်းကိုတဲ့ပန်းစိုးတန်းသွားတော့ဘိုလ်ချုပ်ရဲ့အတွင်းဝင်ရုံးကလည်းဘိုးအောင်ကျော်လမ်းမှာနီးနီးလေးပဲဗျာတဲ့အဲ့ဒါလေးကျွန်တော်လိုက်ပို့လို့ကျွန်တော်မှဘာမှအပန်းမကြည့်ပါဘူးတဲ့ကျွန်တော်ရုပ်ရှင်သမားဗျာတဲ့စီဝါရေးသမားမဟုတ်ဘူးတဲ့ဘိုလ်ချုပ်စီကဘာအခွင့်အရေးမှလည်းမတောင်းဘူးဗျာတဲ့ဂတိပေးပါတယ်တဲ့အဲ့တော့ဘိုလ်ထွန်းလာဘိုလ်ချုပ်ကိုပြောတာဘိုလ်ချုပ်လန်ဒန်ဦးမောင်ဆိုတာဦးညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့လိုအပ်တဲ့အကူအညီပေးနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကသူကားနဲ့တင်ခေါ်မယ်လို့ပြောတာသူကစိတ်စေတနာမှန်နဲ့ပြောပြီးတော့အခွင့်အရေးမယူပါဘူးလို့တော့မှသူကဂတိပေးထားလိုက်တင်ပါတယ်ဆိုတော့မှအဲ့တော့မှဘိုလ်ချုပ်ကဟင်းလေးမတိမတာချပြီးတော့အဲ့ဒီကားပေါ်မှာတက်လိုက်ပြီးတော့အစည်းအဝေးအမိသွားရပါတဲ့ပွာလိုက်တာနော်ကဲဘိုလ်ချုပ်ကိုမကြည်ညိုမလေးစားပဲနေနိုင်လို့လားဒီတည်းမှာခင်ဗျားတို့မသိတာလေကျွန်တော်မသိတာလေးတစ်ချက်ကျွန်တော်အမှတ်မတင်သိလိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ဘိုလ်ချုပ်ရဲ့အခြေရေးကိစ္စကြားဘူးလိုက်လားကြားဘူးဗျာဘိုလ်ချုပ်ကခုနပြောသလိုဒေါကင်ကြီးနဲ့အိမ်တော်ကြတာလို့လူတိုင်းသိတယ်အဲ့ဒီဒေါကင်ကြီးနဲ့မတိုင်ခင်လေးမှာကိစ္စလေးတစ်ခုရှိခဲ့ဘူးလေအဲ့ဒါဘာလဲဆိုတော့ဘိုလ်ချုပ်တို့ကခုနဟိုင်နန်ကျွန်းကိုသွားစစ်ပညာသင်ရမယ်အင်္ဂလိပ်ဆိုရကိုတိုက်ဖို့ဗမာတပ်မတော်ဖွဲ့မယ်စစ်ပညာသင်ဖို့လူငယ်တွေသွားမယ်ဆိုတော့လူငယ်တွေနဲ့အသွားဟိုင်နန်ကျွန်းကိုသွားမှာအဲ့ဒီမှာဟိုင်နန်ကျွန်းကိုမရောက်ခင်မှာအီဝါစကီဆိုတဲ့ရိပ်သာရှိတယ်အဲ့ရိပ်သာမှာသူတို့ခဏနားအဲ့ဒီရိပ်သာမူကအသက်50ကျော်တဲ့ဂျပန်အဖိုးကြီးတ
သူတို့ချက်ပြုတ်ကျွေးမွေးပြီးတော့ပြုစုကအဲ့ဒီအဖိုးကြီးအဖွားကြီးကသူတို့ကုကဲလို့ဖို့လူ20ကျော်30လောက်ဆိုတော့သူတို့နှစ်ယောက်တည်းမတတ်နိုင်တော့တူမလေးနှစ်ယောက်ကိုအကူညီခေါ်တယ်တယောက်ကအေအီကောဆန်နဲ့နောက်တယောက်ကအေရိုကောဆန်နဲ့အေအီကောဆန်18နဲ့အေရိုကောဆန်20နှစ်ယောက်စလုံးချောတယ်အဲ့တော့အေအီကောဆန်ဘူချောတယ်ဘူချိုကစိတ်ဝင်စားပုထုဇဉ်ပဲဗျာသူအဲ့တော့အသက်က25ကျော်ကျော်ပဲရှိသေးတာပဲနှလုံးသားအဲ့ချိန်မှာလမ်းနေတဲ့အချိန်ဆိုတော့သူလဲတန်ရောစဉ်ရှိမှာပေါ့ဗျာပုထုဇဉ်ပဲပေါ့အဲ့တော့ပုထုဇဉ်ပြီးပြီ तू ကအဲ့ကောင်မလေးကိုစိတ်ထဲကကြိတ်ချစ်တယ်လို့တော့မပြောချင်ပါဘူးကြိုက်တယ်ပေါ့နော်ကြိုက်တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခေတ်နဲ့တော့မတူဘူးပေါ့ဗျာခေတ်ကကွာသွားတော့သူခေတ်ကတမျိုးပေါ့ကျွန်တော်တို့ခေတ်မတိုင်ခင်မှာမှတ်မိလားမသိဘူးလွန်ခဲ့တဲ့15နှစ်20လောက်ကတချင်းတစ်ပုတ်ပေါ်လေနင်းကိုငါချစ်တယ်ငါကိုနင်းချစ်မလားဆိုတာလေအခုကအဲ့ခေတ်တဲ့တောင်မြန်သေးတယ်နော်ပြောစရာကိုမလိုတော့ဘူးမျက်လုံးလေးနဲ့ပြလိုက်ကီးဆိုပါတော့နော်အဲ့တော့ဘိုးကျိုးတို့ခေတ်ကအဲ့လိုမဟုတ်ဘူးရေးသားတာရေးရတယ်ရေးသားတာရေးအောင်သူကဂျပန်စာမတတ်ဘူးဂျပန်စာတတ်တဲ့သူ့ရဲ့သင်တန်းဆရာကိုရေးခိုင်းဘိုးကျိုးရဲ့ရေးသားတာလဲကျွန်တော်ဖတ်ပြပါမယ်တော်တော်ကြောင်တယ်နော်ချစ်တယ်ကြိုက်တယ်မပါဘဲနဲ့သူ့ကိုစောင့်ပါတဲ့ရှင်နမအေဤကောဆန်မောင်ဒီဝေးလံသောရေမေချမ်းနေရာကနေနိပုံပြည်ကြီးကိုရောက်ခဲ့ရပါတယ်ရှင်နမအားဆွဲလန်းသောအာယုံဘယ်သောခါမှဖြောက်ပြက်လို့ရမယ်မထင်တော့ပါဘူးမောင်ကိုစောင့်ကြမလားဟဲ့ကဲချစ်တဲ့ကြိုက်တယ်မပြောမနဲ့သူ့စောင့်မလားလို့မေးတာအရာထဲမှာဆိုရင်တော့ဘာလို့လဲဖဏနဲ့ကောက်ပေါက်ခံရအောင်ခံရမှာသို့တော့ဘိုလ်ချုပ်ကအဲ့ရီးစားစာဂျပန်ဆရာရေးပေးတဲ့ရီးစားစာလေးကိုအိတ်ထဲမှာထည့်ထားမပေးပြလိုက်ပါဘူးအဲ့ဒါနဲ့ဟိုင်နန်ညွန့်ပါသွားတယ်ပါသွားတဲ့အခါကျတော့ဘိုလ်လက်ရာကနေပြီးတော့သိတော့အဲ့ဒါကို तू ကအဖွဲသားတွေစုံတဲ့တနေ့မှာပြောချလိုက်ဘိုလ်ချုပ်တော်တော်ရှက်ကူးရှက်ကန်ဖြစ်သွားအဲ့ဒီမှာဘိုလ်ရဲကောင်ကနေပြီးတော့ဘိုလ်ချုပ်ရဲ့ရည်စားစာကိုသွားယူပြီးတော့ဖတ်ပြတယ်ဗျာဖတ်ပြတော့အားလုံးကဝိုင်းဟားကြတာပေါ့ဟားကြတော့ဘိုလ်ချုပ်ကအဲ့လူတွေမျက်နှာကြည့်ပြီးတော့လက်ညှိုးထိုးပြီးပြောတာမင်းတို့ကတော့မချစ်လို့လားမကြိုက်လို့လားကြိုက်ပါတယ်တဲ့ဒါပေမဲ့ကိုကြီးကရှိနေမှတော့တဲ့ဟောသူတို့ကဘိုလ်ချုပ်အောင်ဆန်းကြိုက်လို့သူတို့ကဦးစားပေးတဲ့အနေနဲ့မလုပ်တာပေါ့နော်သူတို့မပြောတာပေါ့ကိုကြီးကရှိနေမှတော့သူပြောတော့ဘာမှကိုကြီးတွေပါလို့မနေနဲ့ကွာတဲ့လူကြီးကလူငယ်ကိုဦးစားပေးတယ်တဲ့မင်းတို့ကြိုက်ရင်မင်းတို့သဘောတဲ့ဒါပေမဲ့လွတ်လပ်ရေးရမှလောက်ရမယ်နော်တဲ့ကြည်အိုးသူတွေထိန်းချုပ်တာမဟုတ်သူတက်ပဲတွေပါထိန်းချုပ်တာဒီလောက်ထိအသက်25နှစ်ကျော်တဲ့လူငယ်တယောက်ရဲ့သူ့နှလုံးသားတော့သူ့ဘာသာသူတောက်ခတ်ပြစ်လိုက်အဲ့တော့လွတ်လပ်ရေးသူ့ဘဝမှာလွတ်လပ်ရေးရလွယ်လို့ဘာမှမရှိဘူးအဲ့တော့စွန့်လို့အနစ်နာခံမှုကိုလည်းကြည့်အောင်စစ်ဝင်ကြီးဖြစ်ပဲဝိဇ္ဇုံနှစုံမရှိတယ်ကွာတယ်ဘာကွာမှန်းတော့မသိဘူးသူကဝိဇ္ဇုံနှစုံမရှိတယ်အဲ့ဒါနဲ့ तू ကနိုင်ဝင်အက်တလီနဲ့သွားပြီးတော့လန်နာမှာသွားပြီးတော့လွတ်လပ်ရေးအကျုံညှိနှိုင်းမဲ့သွားလုပ်တယ်လုပ်တဲ့အခါကျတော့သူ့ယူနီဖောင်းနဲ့ तू ကသွားတယ်ဗျာ तू ကငကိုတွေကအဝတ်စားအောင်မှဂီးမဆိုင်တာအဝတ်စားကိုဂီးမဆိုင်တဲ့အခါကျတော့ तू စိတ်ထဲမှာရှိတဲ့အတိုင်းပဲ तू သွားတယ်အဲ့လိုသွားတဲ့အခါကျတော့အိန္ဒိယဝင်ကြီးချုပ်နေရူကနေပြီးတော့လှမ်းခေါ်သူစီကိုဝင်ခဲ့ပါဦးဆိုတော့ဝင်ခဲ့ तू ကအိန္ဒိယကိုအရင်ဝင်တယ်အိန္ဒိယရင်ဝင်တော့အိန္ဒိယဝင်ကြီးချုပ်နေရူကနေပြီးတော့မြို့သားကောင်းဆောင်နေရူကနေပြီးတော့
သူ့ကိုအကြံဉာဏ်ကောင်းနေပေးတယ်ဘယ်လိုပြောဘယ်လိုဆိုပေါ့နော်ကြည့်လိုက်တော့သူ့ဝိစုံညဟာမစ္စတာအောင်ဆန်းနိုင်ရင်ဝင်နဲ့သွားတွေ့မဲ့ခမရရဲ့ဝိစုံကတခြားအပူပါသေးလားမပါဘူးတော့ကျုပ်ကဒါအကုန်ပဲဟာဒါဆိုတော့မဖြစ်သေးပါဘူးဗျာလို့ညအတွင်းချင်းနှစ်ပိတ်မနဲ့သွားတော့မှာတော့ညအတွင်းချင်းအချုပ်เสียဆက်ချုပ်เสียခေါ်ချက်ချင်းကိုယ်တိုင်တန်းညအတွင်းချင်းချုပ်ခိုင်းပြီးတခါလဲအဲ့လောင်းကိုအင်ကြီးဖာဖာယူဆင်ပေးလိုက်တဲ့အခါအိန္ဒိယအမျိုးသားကောင်းဆောင်ကြီးနေယူကျေးဇူးတင်အောင်ပါသူဆင်ပေးလိုက်လို့ကျွန်တော်တို့ချိတ်တဲ့ဓာတ်ပုံမှာအဲ့ကိုင်းကြီးเนี่ยခန့်ခန့်ညာညာဖြစ်နေတာနေရူးသာဆင်မပေးသူအင်းကြီးအပေါက်ပြဲကြီးနဲ့များကျွန်တော်တို့ချိတ်ထားမလားမသိဘူးကွာတာဘာကွာမှတော့ကျွန်တော်လည်းမသိဘူးအဲ့တော့သူပြန်လာတော့သူကပြောနေအလွတ်လိုက်ရဖို့တေချာသွားပြီဟိုကလည်းပေးမယ်လို့ပြောပြီပြန်လာတဲ့အခါကျတော့သူအစည်းအဝေးတစ်ခုမှသူ့လူတွေပြောပြတယ်လွတ်လိုက်ရေးရတော့တေချာတော့ဖြစ်ပြီတဲ့လွတ်လိုက်ရေးရတော့ကျွန်တော်ကြိုးပမ်းအားထုတ်ဆောင်ရွက်တဲ့အတွက်အကောင့်ထဲပေါ်လို့နီးပြီတဲ့လွတ်လိုက်ရေးရတော့မှာပါတဲ့ကျွန်တော်အတွက်လည်းဝိစုံတစုံတော့ရခဲ့တယ်သူမှလွတ်လိုက်ရေးကြိုးပမ်းမှုအတွက်ဒီဝိစုံလေးတစုံပဲရခဲ့အဲ့တော့ဘာမှပိုင်ဆိုင်တာလည်းမရှိဘူးဘာမှခုနဟိုပေါ့နော်တင်းစစ်ထားတာလည်းမရှိဘူးရည်စရာလားဝမ်းနေစရာလားမသိဘူးကျွန်တော်တခုမှတ်မိတာပြောမယ်အဲ့တော့ तू ကအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီခေါင်းတွေက6ပြီးမျိုးစုံစဉ်းစားနေရနောက်တော့ငငယ်ကပွဲကြိုက်တယ်ရုပ်ရှင်လည်းအရန်ကြိုက်တယ်တရက်တော့ကိစ္စထူထူလည်းမရှိဘူးအစည်းအဝေးတွေပါလည်းမရှိရုံးကလည်းစေးမိအဲ့တော့တို့ကွာတဲ့ပလေဒီယန်ယုံမှာရုပ်ရှင်သွားကြည့်ရအောင်တဲ့ရဲဘော်ထွန်းလာကိုပြောရဲဘော်ထွန်းလာဖုန်းကောက်ဆက်မယ်လို့တယ်ဟဲ့ကောင်ထွန်းလာမင်းလုပ်ပြန်မလားမင်းဖုန်းဆက်အောင်မလို့လားမင်းဖုန်းဆက်ရင်ဟိုကလူတွေကမင်းလိုတော့လက်မပေးမှာပေါ့ကွာတဲ့ဒီလိုအခွင့်အရေးမျိုးတို့သွားယူလိုက်ရင်ဒီစီဝိုင်းရှင်တွေကတို့ပြန်တော့ဘယ်လိုတို့ဒုက္ခရောက်နိုင်တယ်တို့ကပြန်မပေးနိုင်ဘယ်လောက်မျက်နှာနားမှာဆိုတော့မင်းမတွေးဘူးလားဆိုတော့ထပ်ပြောပြန်ဟဲ့ကောင်ကလုံးမနေနဲ့တဲ့မင်းအိတ်ထဲမှာဘယ်လောက်ရှိလဲတဲ့ဘိုးကျုပ်ကျွန်တော်အိတ်ထဲမှာ3ချက်ရှိတယ်ဟဲ့အောင်နဲ့3ချက်ဆိုမင်းနဲ့ငါနဲ့လောက်တယ်တဲ့ဒီအင်္ဂလိပ်ကောင်ငါအိမ်ကမင်းမမကြီးလည်းမကြည့်ဘူးခလေးလည်းမကြည့်ဘူးတဲ့အဲ့တော့မင်းနဲ့ငါနဲ့ဟာငါမူတန်းကြည့်မယ်ငါမူတန်း2ယောက်ကြည့်တစ်ချက်ပဲကုန်တယ်2ချက်တောင်ကြံသေးတယ်အပြန်မှာတို့လဟာပြင်သေးမှာဝင်စားလို့ရသေးတယ်အဲ့တော့မင်းဒီတိုင်းလို့ဘာမှသွားပြီးမဖုံးဆက်နဲ့သွားမယ်ဆိုတော့အဲ့လိုဘိုးကျုပ်မျိုးရှားတယ်ကွာတယ်ဘာကွာမှန်းတော့မသိဘူးခွာတော့ကွာနောက်သူအမျော်မြင်ကြီးတာကိုကျွန်တော်ပြောပြမယ်တကယ်ခေါင်းပြေးပြီးတော့တကယ်ကိုအမျော်မြင်ကြီးတဲ့ပုဂ္ဂိုလ်ကျွန်တော်သူ့လက်ပြားကားတယ်သူ့အထုပ်ပတ်တိကျောင်းသားဘဝတွေကနေကျွန်တော်သူ့ကိုအတူယူပြီးတော့ကြိုးစားခဲ့တယ်ဟန်ပါအစအတူယူခဲ့တယ်ဘုန်းကြီးလို့ပြောခံခဲ့ရတယ်သူ့စာတွေဖတ်တယ်အခုနေပြန်ဖတ်တော့လဲမယုံနိုင်တော့စရာဖြစ်ပျက်တွေကျွန်တော်ပြန်ကြုံရတယ်မင်းကုန်းပေါင်းချုပ်ထဲမှာမင်းကုန်းပေါင်းချုပ်ကဒီလောက်ကြီးထူတယ်အဲ့ထဲမှာဒီကနေ့အထိခစ်မိနေတာဒီကနေ့နဲ့ဓာတ်တိကွက်တိအဲ့ဒါကျွန်တော်ဖတ်ပြီးသူ့ကိုရမ်းလေးစားသွားတယ်ဘယ်လိုလေးစားမှမသိသူ့မိန်ကိုလည်းကျွန်တော်နမူနာနည်းနည်းလေးပြောပြအဲ့ဒီအချိန်မှာသူအသက်29နှစ်စစ်ဝင်ကြီးဖြစ်နေတဲ့အချိန်1944ခုနှစ်မတ်လ23ရက်နေ့မင်္ဂလာတုံဗိုလ်တင်တန်းစစ်မွဲမှာပြောတာသူဖြစ်ချင်တဲ့တတ်မတော်အကြောင်းသူပြောတာရဲဘော်တို့ဒီတတ်မတော်ဟာလူတဦးတယောက်အတွက်တီထောင်ထားတာမဟုတ်ဘူးဟုတ်လားတနိုင်ငံလုံးတစ်မျိုးသားလုံးအတွက်ဖြစ်တယ်ဒီတတ်မတော်ဟာ
တဖွဲ့တပါတီလူတစုအတွက်တည်ထောင်ထားတာမဟုတ်ဘူးတနိုင်ငံလုံးတမျိုးသားလုံးအတွက်ဖြစ်တယ်ကိုကျိုးငဲ့ပြီးလူမျိုးရဲ့အကျိုးနဲ့နိုင်ငံကိုစောင့်ကျင်တဲ့အကြီးအမှုတွေကြာမနေနိုင်ပါဘူးအချိန်တန်တဲ့အခါပြုတ်ကြမှာပဲရာဇဝင်မှာပြန်ကြည့်ရင်ဘလောက်ကြီးတဲ့လူပဲဖြစ်ဖြစ်မတရားလို့ရင်ပြုတ်ကြတာကြီးပဲဘုန်းချုပ်ပြောတာကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒီလိုမတရားတဲ့အကြီးအမှုတွေရှိရင်ရဲဘော်တို့ဘာမှလည်းမူတည်တယ်ဥပမာမတရားတဲ့အကြီးအမှုတယောက်ကဝိတရားနဲ့မဆိုင်တဲ့နိုင်ငံနဲ့အမျိုးအကျိုးနဲ့မပတ်သက်တဲ့အမိန့်မျိုးပေးတဲ့အခါဥပမာပေါ့နော်ရွှေဝါရောင်ရေးခေမျိုးပေါ့အဲ့လိုပေးတဲ့အခါမှာအမိန့်ဟာနီလန်းကြမကြတရားဤမတရားဤနိုင်ငံနဲ့အမျိုးမှာအကျိုးရှိမရှိကြည့်ရမယ်အဲ့ဒါလိုကြည့်တဲ့အခါမှာကိုယ်စိတ်ထဲမှာမရှိရင်မလုပ်ရဘူးသူ့တဲ့ကြီးတဲ့အကြီးမှုကိုဖြစ်ဖြစ်တခြားအကြီးမှုတယောက်ကိုပဲဖြစ်ဖြစ်မေးရမယ်ဒီအခါမှာရဲဘော်တို့ကဘယ်တည်းမှန်တယ်ဆိုတာသိသွားမယ်ဟာကောင်းလိုက်တာဓာတိကွက်ထိပဲဒီလောက်ဖြစ်မိတဲ့မိန်ကုန်းမျိုးကျွန်တော်ခုမှဖားတာနားလိုက်တာနောက်တစ်ခုသူတတ်နေပြောတာငါတို့စစ်တာနိုင်ငံသူနိုင်ငံသားကိုညှင်းဖို့မဟုတ်ဘူးလက်နဲ့အားကိုးနဲ့တကိုးပြဖို့မဟုတ်ဘူးဟုတ်လားစစ်တပ်ဟာနိုင်ငံရဲ့အစီအကံဖြစ်ရမယ်နိုင်ငံဟာစစ်တပ်ရဲ့အခြေခံမဖြစ်ရဘူးဟုတ်လားဒါကစကားရိုင်းရိုင်းနဲ့နားလည်အောင်ပြောတာပဲဒီစကားကိုကြုတ်ပြောတာစစ်တပ်ကိုနှိပ်ကွချင်လို့သဘောနဲ့ပြောတာမဟုတ်ဘူးငါတို့ဟာလက်နက်ကင်သူတွေဖြစ်တော်လဲမတရားမလုပ်ဘူးနိုင်ငံရဲ့ရန်သူမဟုတ်ရင်နိုင်ငံရဲ့မိတ်ဆွေတွေဆိုတာအားလုံးသဘောပေါက်အောင်ပြောပြခြင်းဖြစ်တယ်ပြည်သူနဲ့သူတတ်မတော်ကြည်ပြူအောင်သူပြောခဲ့တဲ့မိန့်ခွန်းပြည်သူနဲ့တတ်မတော်ကြည်ပြူတဲ့အခါကျမှတိုင်းပြည်ကအင်အားတောင့်တင်းတယ်အဲ့လိုတိုင်းပြည်အင်အားတောင့်တင်းအောင်လို့သူဘလောက်တောင်မှကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတာကိုလူတွေမသိတဲ့အဖြစ်အပျက်ကလေးတစ်ခုကျွန်တော်ပြောပြတယ်1945ခုနှစ်တင်ဦးမှာဂျပန်နေပြန်တော်လှန်တော့မယ်အဲ့ဒါလို့ဂျပန်နေတော်လှန်မှုပြင်ဆင်တဲ့အခါမှာပြည်သူလူထုရဲ့အကူအညီမရရင်မအောင်မြင်နိုင်ဘူးဆိုတာသူသိတယ်ပြည်သူလူထုကိုစီယုံဖို့ကတိုင်တဆင့်လိုက်ပြောလို့မရခဏအစည်းအဝေးခေါ်ပြီးတော့ပြောလို့လည်းမရဂျပန်နေရိပ်ပြီးသွားရင်အကုန်လုံးပြဿနာတက်အဲ့တော့သူကပြည်သူတွေစီးရုံဖို့အတွက်သူကိုယ်တိုင်တချင်းစပ်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီတချင်းဟာဒီကနေ့အထိခင်မိနေတယ်ဒီကနေ့အထိကြာဘူးနေတယ်ဒါပေမဲ့သူကိုယ်တိုင်အစဆုံးစက်တာမဟုတ်ဘူးသူကနေပြီးတော့ idea ပေးလိုက်တာပြီးတော့သူကခေါင်းစဉ်ပေးလိုက်တာရွှေတန်ညွန့်ကိုတွားပြီးတော့စက်ခိုင်းတယ်အဲ့တော့ဒီတချင်းလေးဖတ်ပြရဲ့ဒီကနေ့ထိဘလောက်တောင်သူခင်မိနေတယ်တမတော်အတွက်သူဘလောက်တောင်ချစ်တယ်သူတမတော်ကိုပြည်သူတွေနဲ့ဘလောက်တောင်ကြည်ပြောင်သူလုပ်ခဲ့တယ်လဲဆိုတာလေးကိုသဘောပေါက်သွားမှာပါဘိုလ်ချုပ်ဟာတမတော်အေမတန်ကိုချစ်ပြီးတော့သူတီတောင်တဲ့တမတော်အတွက်သူအမြဲတမ်းဂုဏ်ယူခြင်းနဲ့စိတ်မျိုးရှိတဲ့ဘိုလ်ချုပ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘိုလ်ချုပ်ကိုအခုတည်းကရင်ပါထဲမှာမင်းမရခြင်းဖြစ်ဒီမှာသူ့ရဲ့တခြင်းလေးကိုနားထောင်ကြည့်ပါဦးကျွန်တော်အတန်မကောင်းတော့နည်းနည်းတော့ခွင်းလို့နော်ရရင်လည်းဝိုင်းကလိုက်ဆိုပေးလိုက်တော့တမတော်ကြီးကိုအင်အားရှိဖို့အရာရာကူညီရဲဘော်အပေါင်းကိုကိုသွေးသားလို့အစင်မမေးအပ်ပေသည်ရမလားကဲဆိုကြည့်အောင်တမတော်ကြီးကိုအင်အားရှိဖို့အရာရာကိုကူညီရဲဘော်အပေါင်းကိုကိုသွေးသားလို့အစင်မမေးအပ်ပေသည်
ကျိုးကျိုးသာသာတို့မျိုးသားစစ်ဒီဇွဲတတ်တည်ညီထူးထူးခြားခြားအင်အားအစွမ်းပြမီရဲဘော်သာနီတိုင်းပြည်နိုင်ငံကျက်သည်ဆောင်ရပြီတကယ်မုံမြတ်တဲ့တမတော်ရှေ့သို့ချီအဲ့ဒါဘူဂျုတ်ကအိုင်ဒီယာပေးတဲ့သချင်းတော်ရှော့တွက်လို့မရဘူးအနုပညာကောင်းရှိတယ်အနစ်နာခံမှုစွန့်လွတ်မှုတတ္တိရှိမှုရိုးသားမှုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးနှစ်တရားတိုင်အောင်မမေ့နိုင်တာကျွန်တော်တို့လွန်လားဒီလိုပုဂ္ဂိုလ်မျိုးနှစ်တရားတိုင်တဲ့အခါမှာယာပြည့်အခမ်းအနားနဲ့ခန္ဓာနာနာဂုံပြုဝဲလှုပ်သိမှာလားအဲ့ဒီဂုံပြုဝဲအခမ်းအနားကိုကျွန်တော်တို့ကအစင်မမေ့အပ်တဲ့ဘိုလ်ချုပ်ဆိုပြီးတော့ဂုံပြုစကားမပြောသင့်ဘူးလားကျွန်တော်ကိုယ်တိုင်အဲ့လိုခံစားရတဲ့အတွက်ကြပြာလေးတစ်ပုဒ်စတ်ထားပါတယ်ကာယမဲ့ကြပြာပါပဲအဲ့ဒီကြပြာကိုကျွန်တော်ပြောရင်ညီကုန်းချုပ်ပါတော့မယ်ဘိုလ်ချုပ်အတွက်ခေါင်းစဉ်မဲ့ကြပြပြောရင်ယုံမလားမသိဘူးဗမာပြည်မှာဘိုလ်ချုပ်အောင်ဆန်းကိုသူအထင်ကြီးလေးစားအားကြခဲ့ရဘူးတဲ့ဂလုံဦးစောကတပည့်တွေလွတ်ပြီးတနတ်နဲ့ဒလဆပစ်ခလုံးကြံခဲ့ဘူးတဲ့ပြောရင်ယုံမလားမသိဗမာပြည်မှာဘိုလ်ချုပ်အောင်ဆန်းကိုသူနဲ့သွေးသစ္စာအတူတောက်ဖက်ရဲဘော်သုံးကျိတ်ဝင်ဘိုးနေဝင်းကငွေဆက်ကူတွေပေါ်မှာဂုံပြုတ်ရိုက်နှိပ်ခဲ့တဲ့သူ့ရုပ်ပုံလာတွေဖယ်ထုတ်ပြီးတလိษံရုပ်တွေအစားထိုးခဲ့ဘူးတဲ့ပြောရင်ယုံလားမသိဘူးသူတီထောင်ခဲ့တဲ့တမတော်တဲကခေါင်းဆောင်ဆိုသူလူတစုကလွတ်လပ်ရေးပြည်သူကဗိုလ်ချုပ်အောင်ဆန်းကိုတမတော်ဖခင်အဖြစ်ကဖယ်ရှားပြီးသမိုင်းစာမျက်နှာတွေပေါ်မှာသေးသိမ်ပေးမိန်သွားနီးမျိုးစုံသုံးပြီးလောက်ကြံခဲ့ဘူးတဲ့ပြောရင်ယုံလားမသိလွတ်လပ်ရေးနေ့အာဇာနည်နေ့တွေကိုလူတွေမိမေ့လျော်တော့ဖြစ်သွားအောင်ပိတ်ပင်တားမြစ်ခဲ့ကြဘူးတဲ့ဟုတ်လားမသိဘူးဘိုလ်ချုပ်အကြောင်းရေးထားတဲ့စာအုပ်တွေကိုနှစ်ပေါင်းများစွာထုတ်ခွင့်မပြုခဲ့ကြဘူးဟုတ်လားမသိဘူးပြောရင်ယုံမလားမသိဘူးဘိုလ်ချုပ်ဓာတ်ပုံလေးရင်တို့တတ်မိယုံနဲ့ထောင်လိုင်းရဖမ်းဆွဲပြီးထောင်ထဲပို့ခဲ့ဘူးတဲ့88အရင်ခင်းတော့ဘိုလ်ချုပ်ဓာတ်ပုံကင်ပြီးရှေ့ဆုံးကခြိတက်ဆန္ဒပြခဲ့တဲ့အလဲတန်းကျောင်းသူလေးကိုသမိုင်းလမ်းစုံမှာဓာတ်ပုံရောလူပါတဲ့တဲ့မအောင်ချိန်ပြီးတော့အသေးချာပြစ်ခဲ့တာကိုရွေးကြုံခဲ့ဘူးတဲ့ပြောရင်ယုံလားမသိဘူးဘိုလ်ချုပ်ကိုနီးမျိုးစုံသုံးပြီးသူတို့လှုပ်ကြံခဲ့ဘူးတဲ့ဒါပေမဲ့ပြောရင်ယုံလားမသိဘူးအာသာနီဆိုတာသေရောထုံးတာမရှိဘူးဟဲ့အာစီပိတ်ပင်ဖိနှိပ်တဲ့ကြားတွေကအခုတော့ဖိနှိပ်ငဲ့လို့ရှင်တန်ထမြောက်ခဲ့ပြီတတိုင်းပြည်လုံးအုံကြွကြွတက်တက်ကြွကြဓမ္မဒို့ဘိုလ်ချုပ်ဟဲလို့တခက်နဲ့ကြွေးကြော်ကုန်ကြပြီအနေနဲ့အရရမှာဘိုလ်ချုပ်ရာပြည့်ပွဲချိန်ချိန်သေးသေးကျင်းပကုန်ကြပြီနှလုံးသားရဲ့ဘိုလ်ချုပ်မေးမြရတဲ့ဘိုလ်ချုပ်တမတော်ဖခင်အာဇာနည်ခေါင်းဆောင်ကြီးဘိုလ်ချုပ်
စံပြုလေးစားကြီးညိုထိုက်သူကြီးရဲ့လို့အမျိုးမျိုးဂုံတင်စာသပင်ပွဲတွေကျင်းပဘိုလ်ချုပ်အကြောင်းဂုံပြုရေးသားခဲ့ရပြီပြောရင်ယုံလားမသိဘူးအခုအချိန်မှာသမိုင်းကျွေးစဖို့အချိန်တန်ပြီလူတစ်စုမှာတာဝန်ရှိသလိုပြည်သူမှာလည်းတာဝန်ရှိတယ်ဘိုလ်ချုပ်ပုံကိုငွေစက္ကူပေါ်မှာပြန်ကပ်ပေးရမယ်အများပြည်သူစုဝေးရာကျောင်းဆေးရုံခမ်းမနိုင်ရန်တွေပေါ်မှာဘိုလ်ချုပ်ဓာတ်ပုံပြန်ချိတ်ပေးရမယ်လွတ်လပ်ရေးနေ့ပြည်ထောင်စုနေ့အာဇာနည်နေ့တွေကိုခမ်းခမ်းနာနာပြန်ကျင်းပပေးရမယ်ဘိုလ်ချုပ်မိန့်ခွန်းစကားတတိုင်းပြည်လုံးကြောက်ပြန်လွှင့်ပေးရမယ်ဒါဟာတပါတီတသင်းတစ်ဖွဲ့နဲ့မဆိုင်ဘူးတမျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်ဒါဟာဘိုလ်ချုပ်ကိုချစ်တဲ့သူတိုင်းရဲ့တပိုင်းပေးတာဝန်လည်းဖြစ်တယ်နိုင်ငံတကာခေါင်းဆောင်တွေအလဲလာရင်ဂုံပြုပန်းကွေချဖို့ဘိုလ်ချုပ်ရဲ့ဂူဖိတ်မှန်သီးသီးတန်းတန်းတစ်ခုအများဆုံးတိဆောက်ပေးရမယ်ဒါသသင်းတစ်ဖွဲ့ကိစ္စမဟုတ်ဘူးတမျိုးသားလုံးရဲ့ကိစ္စဖြစ်တယ်တမျိုးသားလုံးမှာတာဝန်ရှိတယ်ဒါကြောင့်ဘိုလ်ချုပ်ကိုချစ်တဲ့သူတိုင်းဟာဒီတာဝန်ကျေပွန်အောင်ဝိုင်းဝန်းကြိုးစားပြီးတော့ဘိုလ်ချုပ်ရဲ့ကျေးဇူးစကြပါစို့အားလုံးကျေးဇူးတင်ပါတယ်ခုနေ့ပါရဲ့ဆရာကကြီးကိုရေးချင်းကိုနောက်စီမှာသုံးပါဖတ်ကြားပေးပါရဲ့လေးသားစွာဖိတ်ခေါ်ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆရာဇဂနာမဟောပြောခင်မှာဆရာရဲ့ကိုရေးချင်းကိုဖတ်ကြားပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဆရာဇဂနာရဲ့အမည်ရင်းကတော့မောင်သူရဖြစ်ပါရဲ့ရှင်ဆရာဟာအဖဦးအောင်သိန်းခေါ်စာရေးဆရာနန်းညွန့်ဆွေနဲ့အမိဒေါ်လာကြီးခေါ်စာရေးဆရာမကြည်ဦးတို့ရဲ့အငယ်ဆုံးသားဖြစ်ပါရဲ့ရှင်ဆရာကို1960ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာမွေးဖွားခဲ့ပါရဲ့ရှင်ဆရာဟာသွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ကို1985ခုနှစ်မှာရရှိခဲ့ပါရဲ့ရှင်1983ခုနှစ်မှာမိုးနဲ့သူစားညင်အဖွဲ့1989ခုနှစ်မှာမြပုံနှမညင်အဖွဲ့တို့ကိုတည်ထောင်ခဲ့ပါတယ်ရှင်1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံတွင်ပါဝင်မှုကြောင့်ထိန်းသိမ်းခံခဲ့ရပါတယ်ရှင်1990မေလတွင်ဒုတိယအကြိမ်အဖမ်းခံခဲ့ရပြီးထောင်ဒဏ်9နှစ်ချခံခဲ့ရပါတယ်ရှင်1994ခုနှစ်တွင်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီးအမှုပညာလုပ်ငန်းများပြန်လည်လှုပ်ဆောင်ခဲ့တော်လဲအငြိမ်ကပြခွင့်ပိတ်ပင်ခံခဲ့ရပါတယ်1998ခုနှစ်တွင်မူရုပ်ရှင်နှင့်ဗီဒီယိုရိုက်ကူးမှုကိုပါပိတ်ပင်ခံခဲ့ရပါတယ်ရှင်2001ခုနှစ်တွင်ရုပ်ရှင်ဇာတ်ကားများပြန်လည်ရိုက်ကူးခွင့်ရရှိခဲ့တော်လဲ2005ခုနှစ်တွင်မူအမှုပညာလှုပ်ဆောင်ခွင့်ကိုနှင့်ကန့်အသတ်မရှိပိတ်ပင်ခံခဲ့ရပါတယ်ရှင်2009ခုနှစ်ရွှေဝါရောင်တန်းကရေးခွင်းတွင်ပါဝင်မှုဖြင့်တစ်ဖက်အဖမ်းခံခဲ့ရပါတယ်ရှင်